ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရတံဖို့မရှိတဲ့ဆယ်မက်ဖြတ်ဦးဆောင်သူကိုပင်ထရီစနေနေ့ညအင်္ဂလန်ချန်ပီယံရှစ်ပွဲစဉ်18ပွဲကြို3သက်ချက်တွေကိုတင်ဆက်ပေးပါမယ်လက်စတာနဲ့ရှက်ဖီယူဇီယာအောက်ပိုင်းကလက်စတာကနောက်ဆုံးအင်္ဂွန်း6ပွဲမှာလည်းတပွဲသာနိုင်ခဲ့တာပါရှက်ဖီယူကတော့နောက်ဆုံး2ပွဲစစ်အနိုင်ကြောင့်တန်းစင်းစုံတွေကရုံးထွက်နိုင်ခဲ့ပါတယ်ဒါပေမဲ့တန်းစင်းစုံကလျက်မှာပဲရှိနေတော့မို့ရှက်ဖီယူကဆက်ပြီးတော့ရုံးရအောင်မှာပါရှင်လက်စတာတီ30ဆိုပေမဲ့အဲ့တဲ့ဘက်မှာအနိုင်ဆုံးတည်ရရှိပါတယ်Postmount နဲ့ Bristol တန်းစင်းဆောင်နာက Postmount ကတော့နောက်ဆုံး10ပွဲမှာတပွဲသာအနိုင်ရပြီးတော့ရုန်းကန်နေရပါတယ်။အဆင့်9နေရာကဆိုပေမဲ့ Bristol ရဲ့လက်ရှိရလက်ပိုင်းကလည်းမတည်ငြိမ်ပါဘူးနော်။ဒါပေမဲ့ Bristol က Postmount နဲ့နောက်ဆုံးတွေ့ဆုံမှု10ပွဲမှာ9ပွဲမရှုံးခဲ့ပါဘူး။အဲ့တဲ့နဲ့ပဲတည်30ရင်းကြည့်ပါမယ်။ Stoke နဲ့ Hull Cityဂျိုင်းယက်ထဲမှာနိုင်ပွဲပြန်ရှာတွေ့ခဲ့တဲ့ဒုတိယနေရာကစတုတ်ကအင်္ဂွန်းကောင်းတဲ့အသင်းမှာရှိချန်ပီယံရှစ်ကနောက်ဆုံးအင်္ဂွန်း၄ပွဲမှာစတုတ်3ပွဲနိုင်ထားပါတယ်။ဇယားလေကဟောက်စီတီကတော့လောလောဆယ်အဝေးကွင်းရှုံးပွဲဆက်နေတာပါ။တလုံးပြား50အစားပေါက်တဲ့စတုတ်အင်္ဂွန်းနိုင်ပွဲဆက်အောင်ပါမယ်။ကိုပင်ထရီနဲ့ချာလ်တန်ဆမ်မက်ဖြတ်ဦးဆောင်နေတဲ့ကိုပင်ထရီကလက်ရှိအချိန်ချန်ပီယံရှစ်မှာရက်တက်များတဲ့အသင်းဖြစ်နေပါတယ်။ကိုပင်ထရီကအင်္ဂွန်းကနောက်ဆုံး10ပွဲမှာလည်း9ပွဲနိုင်ထားတာပါ။ဇယားအောက်ပိုင်းကချာလ်တန်ကတော့အဝေးကွင်းရှုံးပွဲဆက်နေပါတယ်။တလုံးပြား30အရှုံးပေါက်တဲ့ကိုပင်ထရီ2ဂိုးပြတ်သွားနိုင်တဲ့ပွဲပါရှင်။ Middlebrook နဲ့ Derby အဆင့်3ဆိုပေမဲ့နောက်ဆုံး6ပွဲမှာတပွဲသာနိုင်ခဲ့တဲ့ Middlebrook ခြေစွမ်းကျနေပါတယ်ရှင်။ Derby ကတော့နောက်ဆုံးချန်ပီယံရှစ်9ပွဲမှာ6ပွဲအနိုင်ကြောင်းအဆင့်8နေရာအထိတက်လာတာပါ။အဝေးကွင်းနိုင်ပွဲဆက်နေတဲ့ Derby နောက်ဆုံးအဝေးကွင်း9ပွဲမှာလည်းတပွဲသာရှုံးထားပါတယ်။ Middlebrook တလုံး65ပြအစားဆိုပေမဲ့ Derby မရှုံးနိုင်ပါဘူး။ Millwall နဲ့ Southampton အဆင့်လေးဆိုပေမဲ့နောက်ဆုံး9ပွဲမှာတပွဲသာနိုင်ခဲ့လို့ Millwall ရဲ့လက်ရှိခြေကယုံလို့မရပါဘူး။ Southampton ကတော့နောက်ဆုံး4ပွဲဆက်အနိုင်ကြောင့်ဇယားမှာတဖြည်းဖြည်းနဲ့အပေါ်ရောက်လာပါတယ်ရှင်။ဒါ့အပြင် Southampton က Millwall နဲ့အဝေးကွင်းတွေ့ဆုံမှုနောက်ဆုံး4ပွဲစလုံးကိုလည်းနိုင်ထားတာပါ။အဝေးကွင်းကနေတရီ40ပြန်ပေးထားတဲ့ Southampton နိုင်ပွဲဆက်ပါအောင်မယ်။ Norwich နဲ့ Jupia တန်းစင်းစုံတွေက Norwich ကချန်ပီယံရှစ်မှာနိုင်ပွဲပြောင်းနေတာက73ပွဲဆက်တောင်မှရှိနေပါပြီရှင်။ Norwich ရဲ့အဓိကပြဿနာကများပြားလာတဲ့ဒဏ်ရာအခြေအနေပါ။ဇယားလေက Jupia ကတော့နောက်ဆုံး3ပွဲမှာ9မှတ်စုဆောင်းနိုင်ခဲ့ပါတယ်။ Norwich တရီ20ဆိုပေမဲ့ Jupia ဘက်မှာအနှိမ့်ဆုံးတရီရှိပါတယ်။ Sheffield နဲ့ Preston ဇယားအခြေက Sheffield ကချန်ပီယံရှစ်မှာနိုင်ပွဲပြောင်းနေတာက17ပွဲဆက်တိုင်နေပါပြီ။ဒါ့အပြင် Sheffield ကနောက်ဆုံးအင်္ဂွန်း9ပွဲမှာလည်း4ပွဲရှုံးထားပါတယ်။အဆင့်6နေရာက Preston ကတော့အဝေးကွင်းတရီပွဲများနေပေမဲ့ခြေစွမ်းအရတော့ပိုကောင်းနေပါတယ်။တရီ60ပေါက်တဲ့ဧည့်သည်ပရိသတ်ပဲလှုပ်ချင်ပါတယ်ရှင်။ West Brom နဲ့ Swansea အဆင့်19နဲ့20ဆိုပေမဲ့ West Brom နဲ့ Swansea ကြား9မှတ်ပဲကွာပါတယ်။ West Brom ကနောက်ဆုံးအင်္ဂွန်း4ပွဲစလုံးမှာလည်းမရှုံးခဲ့ပဲ2ပွဲနိုင်ထားတာပါ။ Swansea ကတော့လောလောဆယ်အဝေးကွင်းရှုံးပွဲဆက်နေပါတယ်။တလုံး85ပြအစားပေါက်တဲ့အင်ရှင်အရေးအောက်သာခိုလုံရမှာပါရှင်။ Wrexham နဲ့ Blackburn ဇယားလေက Wrexham ကတော့လက်ရှိအချိန်မှာတော့ရလက်ကတည်ငြိမ်နေသလိုအင်္ဂွန်းကလည်းနိုင်ပွဲဆက်နေတာပါ။အဲ့ဒီတန်တက်တင်ကချန်ပီယံရှစ်မှာနောက်ဆုံးအင်္ဂွန်း4ပွဲဆက်နိုင်ထားတာပါ။တန်းစင်းစုံနာကဆိုပေမဲ့ရုံးနေရတဲ့ Blackburn ကလည်းလက်ရှိမှာတော့အဝေးကွင်း3ပွဲဆက်နိုင်ထားပါတယ်။ Wrexham တရီ50ဆိုပေမဲ့ရုံးနေတဲ့ဧည့်သည်နဲ့စွန့်စားကြည့်ပါမယ်ရှင်။ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တာကတော့ဒီကနေ့ညမှာရှင်နိုင်ကစားသွားမယ့်အင်္ဂလန်ချန်ပီယံရှစ်ပွဲစဉ်ရဲ့ပွဲကြို3သက်ချက်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်